ကျမနာမည်ကမတ်စင်စင်လာဖြစ်ပါတယ်ကျမရန်ကုန်မြို့ကနေပြီးတော့ထိုင်းနိုင်ငံနန်ကလင်းစိတ်ရုံမှာလူခွဲစိတ်ကုသမှုခံယူဖို့ရောက်ရှိလာပါတယ်ဟုတ်ကဲ့ကျမကြာပြီတော်တော်ကြာပြီ10နှစ်ကျော်နေပြီလူကတဖြည်းဖြည်းနဲ့ပို့ဆိုးလာအားကြောင့်မလို့ခွဲစိတ်မှုခံယူလိုက်တော့မယ်ဆိုပြီးတော့ထိုင်းနိုင်ငံမှာစုံစမ်းကြည့်တာအနက်ကလေးစိတ်ရုံကြီးတွေ့ရှိပါတယ်။အဲကြောင့်အဲ့စိတ်ရုံမှာခွဲစိတ်ကုသမှုလာရောက်ပြီးတော့ခံယူဖို့ဆရာဝန်ကြီးတွေနဲ့တိုင်ပင်တဲ့အခါမှာအဆင်ပြေခဲ့ပါတယ်။ဒီမှာသူလေးကနေပြီးတော့သူကဒီထိုင်းနိုင်ငံသွားလာနေတော့သူစုံစမ်းပေးတဲ့အချိန်မှာမမိုးဆိုတဲ့သူ့ရဲ့မိတ်ဆွေတယောက်နဲ့တွေ့ပြီးတော့အဲစုံစမ်းကြည့်တဲ့အချိန်မှာအရန်ကောင်းတယ်ပြောလို့အဲဒီစိတ်ရုံကိုတန်းပြီးလာခဲ့တာပါ။ကျမကတော့အဲ့လိုနှမျိုးရှိတာမသိခဲ့ဘူးဒီစက်ရုံကြီးရောက်တော့မှဆရာဝန်ကြီးကရှင်းပြတော့ဘယ်လိုခွဲကျင်လဲပေါ့နော်အဲ့လိုနှမျိုးရှိတယ်ဆိုပြီးပြောတော့ကျမတို့လည်းတိုင်ပင်ပြီးတော့အဲ့နဲ့ဒုက္ခစိတ်ကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့တယ်ဟုတ်ရမ်းမကျဉ်းနေမိတယ်အချိန်တိုအတွင်းမှာပဲပြီးသွားတယ်စက်ရုံရောက်ပြီးတော့မကြောက်တရက်စစ်ဆေးမှုခံယူတယ်နောက်ပြီးတော့တောက်နေတဲ့ဆေးတွေရက်ခိုင်းပြီးတော့5ရက်အတွင်းမှာပဲစက်ရုံတက်ပြီးခွဲဖို့လုပ်တယ်။တစ်ပတ်အတွင်းမှာအားလုံးပြီးသွားတယ်။တစ်ပတ်အတွင်းဆိုတာခွဲစိတ်မှုကတော့တစ်ရက်တည်းပေါ့နော်။နောက်ရက်တွေမှာနည်းဆေးအချိန်လေးနဲ့ဟုတ်ကဲ့ကုသမှုခံယူရင်းနဲ့ပြီးသွားတဲ့အချိန်မှာဒီကျင့်ခံလုပ်တယ်။အဲ့ဒါအခုတော့ကောင်းအောင်ရှောက်နိုင်တယ်။အရန်ဝမ်းမြောက်မိတယ်တော်တဲ့ဆရာဝန်ကြီးတွေလက်ထဲကိုရောက်လာတဲ့ဒီလောက်အချိန်တိုအတွင်းမှာဒီလောက်မြင်ပြီးမယ်လို့ထင်ခဲ့မိဘူးဟိုအရန်မဲ့အဆင်ပြေသွားပြီးတော့ပြီးသွားတဲ့အချိန်မှာလည်းရှောက်လို့လည်းရပြီသွားလာလို့လည်းရပြီခြေထောက်ကလည်းအရင်ကအယိုးကတော်တော်လေးကိုကိုးနေတာအခုတော့ဖြောက်တန်းပြီးတော့တော်တော်လေးကိုအဆင်ပြေသွားတယ်ဟောအရန်မဲ့စက်ရုံနဲ့ဝင်လိုက်တာနဲ့ခေါ်ရွေမှုရှိတာနဲ့အရန်မဲ့ဝမ်းသာမှုတယ်အကုန်လုံးဝန်ထမ်းတွေကအစာတူနာပြုအဖက်တွေရောဆရာဝန်ကြီးရဲ့အရန်မဲခေါ်ရွေတဲ့စကားပြောတာတွေ့ချင်းပါပဲဘာမှမဖြစ်ဘူးဒါမိုင်းနာကိစ္စတွေတော့လုပ်ပေးမယ်ပါညာဆိုပြီးတော့အရန်ဝမ်းမြောက်ပြီးတော့ဝမ်းသာမိကောင်းမွန်တဲ့အကြောင်းကျမဟိုမှတ်တမ်းလေးတွေလည်းယူသွားပါတယ်ပြဖို့ရောပဲအကုန်လုံးကအခုမိချန်ကောင်ကနေမေးနေကြတယ်ညွန်နေကြတယ်သူတို့ကလည်းဘယ်လိုနေလဲဘယ်လိုဖြစ်လဲဆိုအဲ့အကုန်လုံးလာရောက်ပြန်ပြောပြမယ်ပေါ့နော်သူတို့တချို့တွေရတယ်ယောဂတူတာတွေရှိတယ်လေအဲ့လိုပဲဒူးတွေမကောင်းကြဘူးကျမအနေနဲ့ကတော့ဟိုမှာရန်ကုန်မှာရှိတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေပေါ့နော်ဒီလက်ကရင်းစက်ရုံကြီးကအရန်ကောင်းတဲ့အကြောင်းသွားရောက်ပြီးခွဲစိတ်ကုသမှုခံယူတင်တဲ့အကြောင်းနောက်ပြီးတော့ဒီဖြစ်ယောဂတွေရောပဲသူကအကုန်ကြည့်ပါတယ်ဟုတ်ကဲ့အဲ့ဒူးနဲ့ပတ်သက်လို့လည်းအရန်အဆင်ပြေတယ်ပေါ့နော်ကိုယ်တိုင်ရဲ့အတွေ့အကြုံပေါ့နော်ဟုတ်ကဲ့